ဒီနေ့ဝေးလာတဲ့ကာရီတာနဲ့ကျွန်တော်အရင်ဆုံးမိတ်ဆက်ပေးပါလား ဒီကော့စတာရော one piece နဲ့မိုးဟောပဲဖြစ်ပါတယ် ကျွန်တော်အရင်ကြရတယ်ဗျကာရီတာကိုဒီ office နဲ့ပတ်သက်ပြီးတော့ rating ပေးရဘယ်လောက်ပေးမလဲ30ကြိုင်ထားတာကြိုင်ဝဲကြိုင်ထားတာကျွန်တော်ပုံပေးမယ်ဒါကျွန်တော်အတန်ပေးတဲ့လက်ဆောင်โอเคကျေးဇူးပါကာရီတာနဲ့မိတ်ဆက်ပေးပါလား whatever with their brand သူ့ rating ပေးရမယ်ဆို1 to 10ဘယ်လိုပေးဘယ်လောက်ပေးမလဲ 1 to 8လောက်ပေးရ ဘာလို့လဲ ခေါင်းစားခြေစုံတွေတော်တော်လေးတူတယ်ဗျာတခြားလောက်ထားရတယ် ကျွန်တော်လက်ဆောင်လေးပေးလို့ရလားမသိ ရပါ ဟိုအတန်ကနေပေးတဲ့လက်ဆောင်ပေါ့ကျေးဇူးပါဗျာကာရီတာလေးမိတ်ဆက်ပေးပါ မာဆယ်ဒိုနာတိုပေါ့နော်ဂျန်ဂျန်မဲရှိအာနီမေရီယာဖြစ်ပါတယ်1 to 10ဘယ်လောက်ပေးမလဲ ဟို10ပေါ့ ဘာလို့ပေးရ ကော့စတူဒီလည်းမိုက်တယ်ပို့စီလည်းမိုက်တယ်သူကာရီတာနဲ့သူနဲ့လည်းလိုက်နေတယ်ပေါ့နော် ကျန်နော်နေထားကြီးရတာโอเคကိုပြန်ပြီး rating ပေးမယ်ဆိုဘယ်လောက်ပေးမလဲ ညီမလည်းအနည်းဆက်ဆုံးတူအောင်လုပ်ထားဖြစ်တဲ့ကိုကလည်း10ပဲပေးလိုက်ပါ โอเคဒါကျွန်တော်အတန်ပေးတဲ့လက်ဆောင်ပေါ့ဖြေပေးရကျေးဇူးပါဆက်ပေးအောင်လူပရိသတ်တွေကို အင်္ဂလိပ်လိုကတော့ Power Ranger SPD လို့ခေါ်တယ်။ Japan version ကတော့Dega Ranger လို့ခေါ်ပါတယ်ခင်ဗျာ မြန်မာလိုอ่ะ Power Ranger ပါပဲ သူ့ကိုဆိုလို့ရှိရင် rating ဘယ်လောက်ပေးမလဲ1 to 10 ရှင်းပဲ ရှင်းပဲပေးပါကိုတိုင်းဆိုရင်ရော 9အောင်လို့ထင် ကျွန်တော်30ပေးမယ်ဗျာ ရတယ် ကာရီတာပုံစံလေးအရင်မိတ်ဆက်ပေးပါ ကာရီတာကတော့ဟိုချိန်ဆုံးမန်းနဲ့ရိုးရိုးကိုကော့စားတာပါ ဒီ cosplayer ကိုဗျာသူတို့ rating ပေးရမယ်ဗျာ1 to 10ပေးရမယ်ဘယ်လောက်ပေးမလဲ 7လောက်တော့ပေးပါတယ် အဲ့ဒါညီမကိုတိုင်းဆိုရင်ရောဘယ်လောက်ပေးမလဲရဘာမှမပေးရ လောက်တော့ပေးပါရှစ်နောက်ဆုံးကိုရိုင်းလုံးထား ကိုတိုင်းလိုရတာကျွန်တော်30 17ပေးမယ်ဗျာဒီနေ့ဘယ်သူမှမပေးရသေး ကျေးဇူးတင်ပါတယ် တကယ်17ပေးမယ်โอเคဒါကျွန်တော်အထက်ပေးတဲ့လက်ဆောင်အရင်မိတ်ဆက်ပေးပါ 俺は通りすがりの仮面ライダーだ。覚えとけ。 ကျင်းနေရအိုးဟုတ်ပြီသူ့ကို rating ပေးရမယ်1 to 10 Chainsaw Man ရဲ့ character တွေက outfit က simple ဖြစ်တယ် Okay. ဒါပေမဲ့သူ wig လည်းမိုက်တယ် makeup ကလည်းမိုက်တယ်အဲ့ဒါလည်းချမ်း beautiful Okay. cosplay beautiful 10ရပြီကြိုက်ရဗျာကိုတိုင်းရော I'm always a 10 10 အမြဲတမ်း30ပဲအမေကဒီကိတ်လေ30ရောက်မြောက် အာအကျန်းပါ30ပဲ 30 โอเคဟုတ်ပြီလက်ဆောင်ပေးရအောင်ဒါကျေးဇူးများတင်ပါတယ် Thank you so much ကာရီတာနေလေးနဲ့မိတ်ဆက်ပေးပါ โอเคပါ identity 5က miss sorcerer ပါ ကိုဗျာ rating ပေးရမယ်ဆိုလို့ရှိရင်ဘယ်လောက်ပေးမလဲ ကိုလောက် 30ပါလို့ပေးတာ 30ကလူတိုင်းကတော့ဘယ် perfect ဖြစ်မလဲဒါပေမဲ့ကိုကတော့နိုင်လို့ခံယူတော့ကိုတော့ပေးပါရဲ့ အရှမ်းမိုက်တယ်အရှမ်းမိုက်ကာရီတာနေလေးနဲ့မိတ်ဆက်ပေးပါ Meteoria school ပါ ဘယ်လေးရတယ် My Hero Academy ဒီကာရီတာကိုကျွန်တော် rating ဘယ်လောက်ပေးမလဲဘယ်လောက်ပေးမလဲ ဆမ်းပေးမယ်ချောလို့ ကျွန်တော်โอเคကိုတိုင်းရော 7.5ကျွန်တော်30ပေးမယ် 哇ကျေးဇူးပါ တရားပေးရလက်ဆောင်ကာရီတာနေလေးတစ်ချက်ပြပြအောင် ဗီဒီယိုမြကြီးစမ်းကြည့်ရဗီဒီယိုပါခွစုဟာပါ ဒီ cosplayer ကိုဗျာအဲ့လို rating ဘယ်လောက်ပေးမလဲ 9.5 ကျန်တဲ့0.5ကိုတက်လား ဟုတ်တော့ โอเคဟုတ်ပြီအဲ့ဒါကိုတိုင်းရော မနက်ပြောရ favorite character ဆိုတော့10ပဲ 30ပဲလုံးဝမလျှော့နိုင်ဘူး Yes ဒါအတန်ပေးတဲ့လက်ဆောင်ပါကျေးဇူးပါခင်ဗျာအရင်မိတ်ဆက်ပေးပါလား Call of Duty Modern Warfare နိုင်ဝါးရဲ့ Ghost ပေါ့ အရှမ်းမိုက်တယ် ဘာရှင်းနေနေပြောင်းလာတယ် ကိုဗျာ rating ပြန်ပေးရမယ်ဆိုလို့ရှိရင်ဒီ office ကို brother rating ဘယ်လောက်ပေးမလဲ 7.5တော့ ဘာလို့လဲ လောချက်လေးရှိနေတယ် ဟောတာကိုယ့်ကိုအားမရရရှိသေးတယ် အမြရရှိ ကျွန်တော်က brother ကို9လောက်ပေးမယ်ဗျာကျေးဇူးပါဗျာဖြည့်ပေးရဒါလေးလက်ဆောင်ပေးမယ်နော်မြန်မာပလာသားမှာဒီဇင်ဘာ31ရက်နေ့ကနေပြီးတော့ January 3ရက်နေ့ထိ4ရက်ဆက်တိုက်ကျင်းပနေတဲ့အတန်ရဲ့လက်ချက်ရင်ဝန်ထမ်းလက်ပြိုင်ပွဲကြီးကတော့စတင်နေပါပြီ cosplay ပြိုင်ပွဲကြီးတွေပါဝင်မဲ့အပြင်အတန် Let's Play Arena ရဲ့ Warner Crown အမျိုးသမီး Mobile Legends ပွဲစဉ်တွေကိုလည်းအားရပါရအားပေးရမှာပါအတန်အနေစီစဉ်ပေးထားတဲ့ activity တွေကို join ပြီးတော့ဆုလက်ဆောင်ရရှိမဲ့အစီအစဉ်တွေလည်းရှိနေသေးတာမလို့အတန်လက်ချက်ရင်ဝန်ထမ်းလက်ပြိုင်ပွဲကြီးမှာအားလုံးလူလာရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ် ပုံမကောင်းမွန်သောနေ့သစ်များစီ